ကဲပေးသက်ဒီကစားသမားကိုသိကြလားခင်ဗျာဟုတ်ပါတယ်အာဒါဂူလာဖြစ်ပါတယ်အာဒါဂူလာကဒီတူရကီကစားသမားပေါ့နော်တူရကီနိုင်ငံသားရီယယ်မက်ဒရစ်ကွင်းလယ်လူအာဒါဂူလာကကမ္ဘာတန်ဖိုးအမြင့်ဆုံး attacking midfielder တယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ် CIS ရဲ့နောက်ဆုံးသတ်မှတ်ချက်အရအာဒါဂူလာရဲ့တန်ဖိုးဟာယူရို 124.8 တန်းအထိရောက်ရှိလာတာဖြစ်ပြီးတော့ကမ္ဘာတန်ဖိုးအမြင့်ဆုံး attacking midfielder အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်ဆိုတော့ Real Madrid ကွင်းလယ်ကျယ်ပွင့်ဟာဒီရာသီမှာဂိုး9ဂိုးသွင်းပြီးတော့16ဂိုးအထိဖန်တီးခဲ့တာဖြစ်ပါတယ်။ Champions League မှာလည်း Champions League Young Player of the Year ဆုကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။တူရကီနိုင်ငံဘွား2005ခုနှစ်ဘွားအသက်21နှစ်ပဲရှိသေးတဲ့ဒီကစားသမားတယောက်တည်းဒီအောင်မြင်မှုတွေဟာအစပဲရှိသေးတယ်လို့တော့ပြောလို့ရပါတယ်။ဆိုတော့အာဒါဂူလာရဲ့အနာဂတ်ကဘောလုံးဒီရောဆုရှင်အထိဖြစ်လာနိုင်မလားဆိုတော့ပြည်သက်တွေရောဘယ်လိုမြင်လဲ။ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။တလက်စားတဲ့ဒီ CIS ဆိုတဲ့ဟာကိုကျွန်တော်တို့ရှင်းလင်းတင်ပြပေးသွားချင်ပါတယ် CIS ဆိုတာကဒီကစားသမားတွေရဲ့တန်ကြေးကို market value နဲ့မတူဘဲနဲ့သူကကစားသမားရဲ့အသက်အရွယ် contract ကျန်တဲ့နှုန်းတွေပြီးလို့ရှိရင် league ပေါ်မှာစွမ်းဆောင်နိုင်ရည်တွေကို data analytics တွေ data science ပညာရပ်တွေပေါ်မှာမူတည်ပြီးတော့ algorithm နဲ့တွက်ချက်ပြီးတော့မှထုတ်ထားတဲ့တန်ကြေးတစ်ခုဖြစ်ပါတယ်ဒါ CIS ရဲ့တန်ကြေးပေါ့နော်ဆိုတော့ CIS ရဲ့ဒီ data တွေမှာဆိုလို့ရှိရင်အာဒါဂူလာကယူရို 124.8 တန်းအထိတန်ကြေးရှိနေတဲ့ကစားသမားဖြစ်ရပ်တည်နေတာဖြစ်ပါတယ် AM အဖြစ်ပေါ့နော် attacking midfielder ဖြစ်ရပ်တည်လာခဲ့နိုင်ခဲ့တာဖြစ်ပါတယ်